တစ်ပတ်ကျော်လောက်တောက်လျှောက် script တွေထိုင်ရေးရပေါ့နော်ဆိုတော့ script တွေအများကြီးထွက်လာတယ်ဒါပေမဲ့တကယ်စိတ်တိုင်းကျတဲ့ဟာကိုနောက်တစ်နေ့ပြန်ဖတ်ကြည့်လိုက်တဲ့အချိန်မှာမတွေ့ခဲ့ဘူးအဲ့တော့အခုဘာပြန်လုပ်လဲဆိုတော့ကိုလုံးမဲ့ idea ကိုစာရွက်ပေါ်မှာချရေးတယ် AI မပါဘဲနဲ့ကိုယ်တိုင် idea ထုတ်တယ်တကယ်ဖြစ်နေရတဲ့ခံစားချက်အကြောင်းကိုပြောမယ်လို့ဆုံးဖြတ်ချက်ချထားတယ်ဒီ channel လောက်ရတဲ့အကြောင်းရင်းကလည်းအဲ့ဟာအဓိကပဲပေါ့နော်လုပ်ငန်းရှင်တွေရောfreelancer တွေရော marketer တွေရော marketing နဲ့ပတ်သက်သမျှအကြောင်းအရာအားလုံးကတကယ်လက်တွေ့ reality ဖြစ်နေတဲ့အကြောင်းအရာတွေကိုပဲ share လုပ်သွားမယ် channel ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြစ်နိုင် AI ကိုလည်းအမြလုံးဝကိုမသုံးဘဲနဲ့ကိုယ်ပိုင်တွေးကြုံကိုယ်ပိုင်တွေးခေါ်နဲ့ကိုယ်ပိုင်ခံယူချက်တွေကို share လုပ်သွားမှာဖြစ်ပါတယ်နောက်ဒုတိယတစ်ချက်ကကျတော့လေးရဲ့ critical thinking ပေါ့နော်တကယ်ကိုပြောစင်တဲ့ topic အကြောင်းကိုပဲပြောတော့မယ်